Thai street food အစားအစာတွေထဲမှာနာမည်ကြီးတဲ့ကွေးချိုင်းလို့ခေါ်တဲ့ကြက်သွန်မေမုတ်ကျော်လေးကိုအိမ်မှာလှူစားဖြစ်တယ်။ဒီမုတ်ကကျမအရန်ကြိုက်တဲ့ Thai street food အစားအစာတွေထဲကတစ်ခုပါ။ချစ်တို့လည်းအိမ်မှာအလွယ်တကူလှူစားလို့ရအောင်လို့ပြန်လည်မျှဝေပေးကြပါရဲ့။အရင်ဆုံးကြက်သွန်မိတ်ကိုတန့်စင်ပြီးပပလီပါမယ်။ကြက်သွန်မိတ်ကို180 gram သုံးထားပါတယ်။ကြက်သွန်မိတ်ထဲရေမကြံနေခဲ့အောင်လို့ရေတွေကိုခါထုတ်ပေးထားပါမယ်။အရသာအတွက်စားလက်ဖက်ရည်စုံရဲ့4ပုံတစ်ပုံတကြားလက်ဖက်ရည်စုံရဲ့တစ်ဝက်ပန်းငံပြားရည်အကြီးလက်ဖက်ရည်စုံရဲ့တစုံနဲ့တစ်ဝက်ငရုတ်ကောင်းမုံအနည်းငယ်ဘေကင်ဆိုဒါလက်ဖက်ရည်စုံရဲ့10ပုံတစ်ပုံကြက်သွန်ပြူကြောထားတဲ့စီထမင်းစားစုံနဲ့တစုံတို့ကိုထည့်ပြီးအားလုံးကိုနှံ့နေအောင်နယ်ပေးလိုက်ပါတယ်။နယ်ပေးပြီးရင်ခဏထားပြီးမုံနဲ့အတွက်ပြင်ပါမယ်။ရေ240 gram ထည့်မယ်။စံမုံ100 gram ထည့်ပါမယ်။ကော်မုံ100 gram ထည့်ပါမယ်။ပြီးရင်တော့အမှုတ်တွေကိုအရေးထဲပြုံဝင်သွားသည့်အထိမှွေပေးလိုက်ပါတယ်။အားလုံးနှံ့သွားပြီဆိုရင်တော့မီးဘူးဘုတ်ကိုတင်ပြီးတော့မီးအေးအေးလေးနဲ့စကြိုပေးရပါမယ်။အဓိကအရေးကြီးတာကတော့အဆက်မပြတ်မှွေပေးဖို့လည်းလိုအပ်ပါတယ်။မှွေနေရင်းကနေအခုလိုမျိုး ice cream လိုပုံစံမျိုးပြစ်လာပြီဆိုရင်တော့မီးပိတ်ပြီးတော့ကြက်သွန်မိတ်ကိုထည့်ပါမယ်။ပြီးရင်တော့ကြက်သွန်မိတ်နဲ့မုံနှစ်တွေနဲ့ရောတော့အောင်လို့နှံ့နေအောင်မှွေပေးလိုက်ပါတယ်။ငွေပေးပြီးပြီဆိုရင်တော့စီဂျိုတုတ်ထားတဲ့မိုးခွက်တွေကိုထည့်ပါမယ်။သုံးထားတဲ့မိုးခွက်ကတော့6လက်မဆိုင်လေးပါရှင်။အပေါ်မျက်နှာပြင်လေးတွေကိုညှိပေးလိုက်ပါတယ်။ပြီးရင်တော့စပေါင်းပါမယ်။မိနစ်20လောက်တော့ပေါင်းပေးရပါတယ်။ပေါင်းထားတော့မှမုတ်လေးနဲ့တွဲဖက်စားဖို့အတွက်ဆော့ဆက်ပါမယ်။ရှာလကားကြီးထမင်းစားစုံနဲ့တစုံဘဲငံပြားကြီးအကြီးထမင်းစားစုံနဲ့တစုံရေထမင်းစားစုံနဲ့တစုံတကြားထမင်းစားစုံနဲ့တစုံဘဲငံပြားကြီးအနောက်ထမင်းစားစုံနဲ့တစုံငရုတ်သီးမုံထမင်းစားစုံရဲ့တဝက်ထည့်ပြီးအားလုံးကိုနှံ့နေအောင်မှွေပေးလိုက်ပါတယ်ငရုတ်သီးကတော့ကိုကြိုက်သလိုထည့်နိုင်ပါတယ်ပေါင်းထားတာလည်းရပြီဆိုရင်တော့ခဏအေးခံထားပါမယ်အေးပြီဆိုတာနဲ့ကိုစားကျင်တဲ့အရွယ်အနီအထားကိုလှီးပြီးတုံးပေးလိုက်ပါတယ်ပြီးရင်စီထည့်မယ်စီပူလာတာနဲ့ထည့်ကြောပါမယ်ဟိုဘက်ဒီဘက်လှန်ပြီးပါတယ်အပေါ်ကျောလေးတွေတင်းပြီးအယောင်ကလေးကအနည်းငယ်ရဲလာပြီဆိုရင်တော့ဆယ်ထားလိုက်ပါမယ်ကဲအခုဆိုရင်တော့အပြင်ကကျွတ်လေးအတွင်းကအီလေးနဲ့အရန်ကိုမှစားလို့ကောင်းတဲ့ကြက်သွန်မေမုတ်ကျော်လေးရပါပြီရှင်သူ့ရဲ့အရသာလေးကလေးလုံးဝကိုမမိနိုင်ဘူးကွယ်ဒီကြက်သွန်မေမုတ်ကျော်လေးရဲ့အရသာကိုပို့ပြီးတော့ perfect ဖြစ်သွားစေတာကဒီဆော်လေးကလည်းအဓိကပါဝင်တာပေါ့နော် Thai street food အရသာကိုအိမ်မှာပဲခန်းစားခြင်းရင်ဒီတိုင်းလေးစမ်းပြီးတော့ try ကြည့်နော်ဒီနေ့အတွက်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဗီဒီယိုကိုအဆုံးထိကြည့်ပေးသူအားလုံးကိုကျေးဇူးပါနောက်ထပ်မုံလုံးနီးနဲ့ဟင်းချက်နီးလုံးနီးများကိုဝေမျှပေးသွားအောင်ပါမို့လို့အသေးလေးပေးပြီးအပေါင်းလေးနှိပ်ခဲ့ပေးပါအောင်နော်